အားလုံးပဲမင်္ဂလာပါဒီနေ့ Undo Grammar နံပါတ်51 52အနေနဲ့ရွေးချယ်ထားတဲ့ grammar တွေကပို့ဤဂါတာဤဆိုတဲ့ grammar တွေပဲဖြစ်ပါတယ်နံပါတ်51 grammar ပို့ဤကကြတော့ဘယ်လိုမျိုးမှသုံးလဲဆိုလို့ရှိရင်တကယ်တော့ဒီလိုခံစားရတယ်ဒီလိုမြင်ရတယ်ဆိုတဲ့နေရာမျိုးကိုပို့ဤဆိုပြီးတော့သုံးပါတယ် example ဥပမာလေးနားထောင်ကြည့်အောင်နော်このテーブルは高いのに安っぽく見えるこのテーブルはဒီ table ကဆိုလို့ရှိရင်高いのにဈေးကြည့်ပေမဲ့ရာစုပုတ်ခုမြင်ရလို့ဈေးပေါ်တယ်လို့မြင်ရတယ်ဒီလိုမြင်ရတယ်ဒီလိုခံစားရတယ်ဆိုတဲ့နေရာမျိုးတွေမှာသုံးပါတယ်နံပါတ်52 grammar ကတားကကြတော့ဖြစ်ခဲ့တယ်ဒါလဲဆိုရှင် undo grammar ဆိုရှင်နိခွီလားနိခွီနဲ့တော့ပုံစံတူတယ်เนาะကတားကကြတော့ဖြစ်ခဲ့တယ်အဲ့လိုမျိုးသုံးတယ်52example ဥပမာလေးနားထောင်ကြည့်အောင်เนาะ彼女がそんなことをするとは信じがたい。彼女が、とまがそんなことをするとは、ဒီကိစ္စကိုလုပ်တယ်ဆိုတာက信じがたい。ယုံကြည်ရခက်တယ်။နံပါတ်2ဥပမာこの仕事は私には引き受けがたい。この仕事はဒီအလုပ်က私にはငါအတွက်ဆိုလို့ရှိရင်ငါက引き受けがたい。ဆက်လုပ်ဖို့ခက်တယ်။လက်လွှဲယူဖို့ခတ်တယ်ပေါ့နော်ဆက်လုပ်ဖို့ခတ်တယ်ဆိုတော့ပုံစံမျိုးနဲ့သုံးပါတယ်ဖြစ်ခဲ့တယ်လုပ်ခဲ့တယ်ဘယ်လိုပြောမလဲလောက်ရခတ်တယ်လက်မခံနိုင်ဘောနော်မဖြစ်နိုင်ဘူးဆိုတော့ပုံစံမျိုးနဲ့မှာကတားရေးဆိုပြီးတော့သုံးပါတယ်ဟုတ်ကဲ့ဒီနေ့ရွေးချယ်ပေးထားတဲ့နံပါတ်51 52 grammar တွေကပို့ရေးဆိုတဲ့ grammar နဲ့ကတားရေးဆိုတဲ့ grammar တွေပဲဖြစ်ပါတယ်အားလုံးပဲကြည့်ရှုပေးတာကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် grammar တွေမှာပြန်တွေ့ရအောင်